ကျေးဇူးတရားဆိုတာကနီးလွန်အားကြီးရင်လည်းမမြင်တတ်ဘူးလွယ်လွယ်လေးရလွန်အားကြီးရင်လည်းကျေးဇူးတင်ရကောင်းမှမသိဘူးအဲ့ဒီတော့ကိုယ့်ဘက်ကတစ်သက်လုံးကောင်းပေးခဲ့တယ်တစ်သက်လုံးအနစ်နာခံပေးခဲ့တယ်တစ်သက်လုံးဖြည့်ဆည်းပေးခဲ့ပေမဲ့လည်းပဲဘယ်ကပေါ်လာမှမသိတဲ့ဒဇိန်တစ်ယောက်ရှိကနေအကူအညီလေးတစ်ခုလောက်ရလိုက်ခါမှကိုယ့်ကိုဂျောင်ထိုးပေးတယ်တစ်သက်လုံးကောင်းခဲ့တဲ့ကိုယ့်ကိုဂျောင်ထိုးပြီးတော့အခုမှပေါ်လာတဲ့အကူအညီလေးတစ်ခါလောက်ရတဲ့လူကိုကြတော့ကျေးဇူးရှင်ကြီးပါလို့ခေါင်းစဉ်တက်ပြီးတော့ကိုယ့်ကိုဇုံကန်သွားတာမျိုးတွေကြုံရဘူးတယ်မို့လားအဲ့ဒီတော့ကိုယ့်ဘက်ကဒီလောက်ကောင်းပေးရဲ့နဲ့ဒီလောက်ထိအနစ်နာခံခဲ့ရဲ့နဲ့ဒီလောက်ထိဖြည့်ဆည်းပေးခဲ့ရဲ့သားနဲ့ဘာကြောင့်ငါ့ကိုကြတော့တစ်သက်လုံးကောင်းပေးခဲ့တာတောင်ကျေးဇူးတင်ရကောင်းမှမသိခဲ့ဘူးအကောင်းမပြောခဲ့ဘူးအခုကျမှတခါလေးကိုညီတဲ့လူကျမှကျေးဇူးရှင်ကြီးပါလို့တတ်မှတ်သွားတယ်ဆိုပြီးတော့ကိုယ့်ကိုဇုံကန်ထားခဲ့တယ်ဆိုပြီးဝမ်းနဲ့မနေပါနဲ့ခံပြင်းမနေပါနဲ့ဒေါသထွက်မနေပါနဲ့တကယ်တမ်းကသူ့အမားမဟုတ်ပါဘူးသူ့အမားပါတယ်ဆိုရင်တော့နည်းနည်းပါပဲတကယ်တမ်းမှားခဲ့တာကကိုလိုပဲပြောရမှာပေါ့ဘာကြောင့်လဲဆိုတော့ကိုကလွယ်လွယ်လေးပေးဆက်ခဲ့တယ်လွယ်လွယ်လေးကူညီခဲ့တယ်လွယ်လွယ်လေးအနှစ်နာခံခဲ့တယ်စေတနာတွေဒရဟောရည်စည်းကမ်းပြပေးခဲ့မိတဲ့အခါကျတော့အလကားလွယ်လွယ်ကူကူရနေတဲ့အခါမှာတန်ဖိုးမထားဘူးဒါကြောင့်ကိုယ့်ရဲ့ဟာတွေကိုယ့်ရဲ့ပေးဆက်မှုတွေကိုယ့်ရဲ့အနှစ်နာခံမှုတွေကတန်ဖိုးမဲ့လို့လားဆိုမဟုတ်ဘူးတန်ဖိုးကြီးတယ်ကိုပေးလိုက်တဲ့လူကတန်ဖိုးမထားတတ်တဲ့လူတန်ဖိုးမသိတဲ့လူဖြစ်သွားခဲ့တာဒါကြောင့်မို့အဲ့လိုလူမျိုးတွေနဲ့ကြုံလာတဲ့အခါကျရင်ဘာမှဝမ်းနဲ့ခံစားမနေပါနဲ့ကိုကတန်ဖိုးမဲ့တာမဟုတ်ဘူးသူကတန်ဖိုးကိုမသိတာပါသူဘက်ကတန်ဖိုးသိခြင်းမသိခြင်းနေတန်ဖိုးထားခြင်းမထားခြင်းနေကျေးဇူးတင်ခြင်းမတင်ခြင်းနေကျေးဇူးကမ်းခြင်းမကမ်းခြင်းတွေကသူ့အပိုင်းမှာတကယ်တမ်းကတော့ကိုပဲဂရုစိုက်ပါကိုယ့်ရဲ့စေတနာမေတ္တာတွေကိုယ့်ရဲ့ပေးဆက်မှုတွေကိုယ့်ရဲ့အနစ်နာခံမှုတွေအဲ့ဒါတွေကကိုယ့်ရဲ့အကြောင်းတရားပဲအဲ့တော့လူဆိုတာကအကြောင်းကောင်းရင်အကျိုးကောင်းမယ်အကြောင်းစင်ကြယ်ရင်အကျိုးစင်ကြယ်မယ်အကြောင်းဖြူစင်ရင်အကျိုးလည်းဖြူစင်ပါပဲအကြောင်းတရားပြည့်စုံတဲ့နေ့အကျိုးတရားတွေလည်းပြည့်စုံတဲ့နေ့ပါပဲဒါကြောင့်ဘသူပဲဖြစ်ဖြစ်သူတို့ရဲ့အကြောင်းကိုလိုက်ကြည့်မနေပါနဲ့ကိုယ့်အကြောင်းကိုကောင်းအောင်လုပ်ပါကိုယ့်အကြောင်းကိုစင်ကြယ်အောင်လုပ်ပါကိုယ့်အကြောင်းကိုပြည့်စုံအောင်ကိုကြိုးစားပါဒါကြောင့်မို့အကြောင်းကောင်းပြီးတော့အကျိုးကောင်းတွေခံစားနိုင်ကြပါစေအကြောင်းဖြူစင်လို့လည်းဖြူစင်တဲ့အကျိုးတရားတွေခံစားနိုင်ကြပါစေအကြောင်းပြည့်စုံတဲ့နေ့မှာလည်းပဲအကျိုးတရားတွေပြည့်စုံစွာကောင်းခြင်းမင်္ဂလာတွေကိုခံစားနိုင်ကြပါစေ